တလာပိုင်း17ရက်နေ့ဆိုရင်ဂျပန်နိုင်ငံမှာတော့အသက်20ပြည့်လူငယ်များကိုကွန်ပျူတာအထိမ်းအမှတ်နေ့ဖြစ်ပါတယ်ဒီပွဲတော်မှာဒီပင်လယ်ဖြန်လေးတွေကလည်းပါဝင်ဆင်နွှဲခဲ့ကြပြီးသူတို့ရဲ့အပြုအမူလေးတွေကလည်းအရန်ချစ်စရာကောင်းပါတယ်သူတို့ရဲ့အပြုအမူလေးတွေကဒီကြည့်ရှုကြတဲ့လူတွေအားလုံးကိုပြုံးပျော်ရွှင်စေခဲ့ပါတယ်သူတို့ရဲ့ဒီအပြုအမူလေးတွေတစ်ချက်ကြည့်ကြအောင်ပါ今年度に20歳を迎える男女223人の前に現れたのは笑うアシカとして人気のサン君です。サン君。一个嗨起的。爷爷切せれ。サン君が得意の笑顔を披露すると会場から大きな拍手と歓声が上がりました。式典後には一緒に記念撮影も行われ、あでやかな振り袖姿や袴姿の参加者たちはサン君に負けないほどの笑顔で思い出の一枚に収まっていました。二十歳おめでとうございます。ありがとうございます。みんな行かないで。式を終えてどうですか。大人になった感じが。だ20ပြည့်တဲ့လူငယ်လူရွယ်လေးတွေကိုသူတို့အင်တာဗျူးလုပ်နေကြတာပါ勉強頑張ろうと思います。みんな成長したなって思いました。まだまだ子供だなと思うので、もっと頑張りたいと思います。ဒါလူငယ်တွေလို့ထင်နေပေမဲ့20ပြည့်လာတဲ့အတွက်ကြောင့်မလို့သူတို့ပို့ပြီးစူးစမ်းမယ်လို့ပြောတော့တာပါကျေးဇူးပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျ